တူမလေးကိုကြောင်းကျပေးဖို့တွားရင်ရီးစားဟောင်းနဲ့မထင်မှတ်ပဲဆုံးမိသွားတယ်။မမြင်ချင်အောင်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မိန်းကလေးကပိတ်စီးလိုက်တာကြောင့်နေရခက်စွာပဲနှုတ်ဆက်လိုက်ရတယ်။ဒီနေရာကနေအမြန်လွတ်ချင်စောနဲ့တမီးလေးကျူရှင်ရှိလို့တွားလိုက်အောင်မယ်လို့လိန်ပြောလိုက်ပေမဲ့ဦးဆီယာမကလူဆိုတာမလိန်ရဘူးလို့ပြောလိုက်ပါတယ်။ပိုပြီးအဆက်ရဖို့ကောင်းတာကတူမလေးကမိန်းကလေးစီပြေးဖက်ပြီးဦးဖုန်းထဲမှာမမပုံတွေအပြည့်ပဲလို့ဖွင့်ပြောလိုက်တာပါပဲ။အမျိုးသားဟာအဆက်တဲပြီးတေးချင်းစိတ်တောင်ပေါက်သွားရတယ်။လွန်ခဲ့တဲ့၄နှစ်ကသူဟာကျောင်းရဲ့အလှပကလေးလေးကိုတစ်ဖက်သက်ချစ်ခဲ့မိတာပါတငယ်ချင်းတွေကကြီးကန်းကဟင်းတာကိုမှန်းနေတာလို့လောင်ကြပေမဲ့သူမလျှော့ခဲ့ဘူးစာကြည့်တိုင်းမှာနေတိုင်းစောင့်ကြည့်ခဲ့ပြီးတတိယမြောက်နေ့မှာတော့ပထမဆုံးစကားပြောခွင့်ရခဲ့တဲ့အရန်ရင်ခုန်လုံးလို့လက်ကိုမလွတ်မိရာကမိန်းကလေးရဲ့မျက်နှာလေးရှက်သွေးပြန်သွားရတယ်လို့သူမဝါသနာပါတဲ့တိုင်ပွဲမှာရွှေတစိမ့်စုယူပေးပြီးလူပုံအလဲမှာဖွင့်ပြောခဲ့တယ်သူမရဲ့စိတ်ရင်းကောင်းမှုကိုမြင်ရတဲ့အခါငါတို့လက်ထပ်ပြီးကလေး9-10ယောက်လောက်ယူကြမယ်လို့ကြီးစဲခဲ့ဘူးလေဒါပေမဲ့မိန်းကလေးရဲ့မိသားစုကသူ့အမကိုအတုံးချပြီးချင်းချောက်လာတဲ့အခါမိသားစုအတွက်နဲ့သူမကိုရရဆက်ဆက်လမ်းခွဲပြီးထွက်ခွာခဲ့ရတယ်အခု၄နှစ်အကြာမှပြန်ဆောင်တော့သူမကသူ့ရဲ့အထက်လူကြီးအစ်စ်ဖြစ်နေတယ်မှတ်မိမှကြောက်လို့မျက်နှာဖုံးထားပေမဲ့ဒီဝန်ထမ်းလေးကရင်းနှီးနေတယ်လို့ပဲကျမမှတ်မိမှကြောက်နေတာလားမဟုတ်ပါဘူးညကအိတ်တာလေဘင်းနာသွားလို့ပါသူမကသူ့ကိုပညာပေးဖို့အတွက်တလစာအစီရင်ခံစာကိုတရက်တည်းနဲ့အပြီးလုပ်ခိုင်းတဲ့အလုပ်တွေနဲ့လုံးပန်းပြီးနောက်သူမလေးကိုကြိုဖို့အချိန်နီးလာလို့အစီရင်ခံစာသွားအပ်တော့သူမရဲ့မျက်နှာကိုကြည့်ပြီးအတိတ်ကိုပြန်တရိယာမိပြန်တယ်သူမကအခုကျတော့ဘာလို့မျက်နှာမကွယ်တော့တာလဲလို့မေးခွန်းထုတ်တယ်တငယ်ချင်းတွေရဲ့အနှောက်အယှက်ကြောင့်အခြေအနေကပိုဆိုးသွားပေမဲ့သူမကတော့လွယ်လွယ်နဲ့လွတ်ပေးဖို့မရည်ရွယ်ပါဘူးအလုပ်တွေထပ်ခိုင်းပြီးပညာပေးနေပေမဲ့လည်းသူ့လက်ကောက်ဝန်းမှာသူမပေးထားတဲ့လက်ပတ်လေးကိုရှိနေသေးတာတွေ့သွားတဲ့အခါအတိတ်ကလမ်းခွဲမှုမှာတခုခုဖုံးကွယ်ထားတာရှိမယ်ဆိုတာသူမရိပ်မိသွားတယ်နောင်တတွေရှိနေသေးတဲ့အတွက်သူမကပဲအရင်ပြန်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်နောက်နေ့မှာတော့အလုတ်ကထုတ်ပယ်စားနဲ့သူ့ကိုစနောက်ရင်နှစ်ယောက်သားရုံရင်းဆန်ခတ်ဖြစ်ကြရကမတော်တဆထိမိတဲ့အခါအတိတ်ကနှွေးထွေးတဲ့အငွေ့သက်တွေပြန်လည်နိုးထလာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုံခန်းတကားကရုတ်တရက်ပွင့်လာခဲ့တော့တယ်